ဆရာကသူမကိုစူပူချိန်မောင်းပြီးသူမအနေဖြင့်ထွက်ပြေးခဲ့တဲ့သည်ဟုပြောခဲ့သည်သို့တော်ဂျီယာကသူမသည်ကောင်းကင်လွှမ်းမိုးသောစွမ်းအား၏အကူအညီကိုရရှိခဲ့ပြီးကြောက်ငါးကိုပင်ပြန်လည်တည်ဆောင်လာခဲ့သည်ဟုပြောခဲ့သည်ရင်းကိုကြားရသဖြင့်တပည့်အလုံးသည်စိတ်လှုပ်ရှားသွားခဲ့ကြသည်သို့တော်ဆရာကသူတို့၏ဝိညာဉ်စွမ်းအင်သည်ကာကွယ်ရေးအစီအစဉ်ကိုထိမ့်သိမ်းရန်အလွန်နှိပ်ပါလုံးသည်ဟုပြောခဲ့သည်ရင်းကိုကြားရသဖြင့်ကောင်းလေးသည်ဒေါသထွက်သွားပြီးစပွဲပေါ်တွင်ရှိနေသောအဝေးထိန်ခလုတ်တစ်ခုကိုတတိပြုမိကဤခေတ်တွင်စွမ်းအင်မျိုးစားတစ်ခုကိုအသုံးပြုရမည့်အချိန်ဖြစ်သည်ဟုတွေးခဲ့သည်ရုတ်တရက်လျှက်စစ်တအားများလက်ခဏဖြစ်သွားပြီးထူးဆန်းသောအဝိုင်းပတ်အရာဝတ္ထုတစ်ခုသည်လူတိုင်း၏ရှေ့မှောက်တွင်ပေါ်လာခဲ့သည်ဂျီယာကမဟာပညာရှိသည်ရင်းကိုဘက်ထရီဟုခေါ်ဆိုပြီးရင်းဤစွမ်းအားသည်နက်လက်နက်တစ်ခုနှင့်ညီမျှသည်ဟုပြောခဲ့သည်ဆရာကသူမကိုမယုံကြည်ဘဲရင်းဤစွမ်းအားကိုကိုယ်တိုင်စမ်းသပ်ရန်အနီးသို့လျှောက်သွားခဲ့သည်သို့တော်သူသည်ရင်းနှင့်နီးကပ်သွားသည့်အခိုက်အတန့်တွင်ပြင်းထန်သောစွမ်းအင်ကသူ့ကို9မီတာကွာသို့လွှင့်ဆင်သွားစေခဲ့သည်အခြားတစ်ပေတဦးကရင်းကိုထိရန်ကြိုးစားခဲ့တော်လဲသူသည်ချက်ချင်းသေဆုံးသွားခဲ့သည်လူတိုင်းသည်ထိတ်လန့်တုန်လှုပ်သွားကြပြီးဤသေးငယ်သောစွမ်းအားပမာဏသည်ပင်ကျွန်ုပ်တို့တောက်ခံနိုင်သောအကန့်အသတ်ဖြစ်နေပြီဟုပြောခဲ့ကြသည်ဒုတိယပိုင်းကိုကြည့်ရှုရန်မှတ်ချက်များတွင်နှလုံးသားအနီရောင်တစ်လုံးပေးပို့ပါ